အားလုံးပဲမင်္ဂလာပါရှင်။ It is စင်ခိုင်မြန်မာ audio ဘုတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်။ဒါရတော့မနက်ခင်းလေးဖြစ်ပါစေ။ဒီကနေ့ဖတ်ပြပေးမယ့်ခေါင်းစဉ်လေးကတော့တယောက်တည်းမဟုတ်ဘူး။တယောက်တည်းမဟုတ်ဘူး။မပြေလည်မှုတွေနဲ့ကြုံလာတိုင်းဖြစ်ချင်တာတွေမဖြစ်ပဲကိုယ့်အရေးချင်းတွေသုံးမရတော့ဘူးလို့ထင်တိုင်းစိတ်တက်ကြလာပြီလို့ပြောဘူးလားညီမလေး။အခုတလောကြိုးစဲချတေးဆုံးကြတဲ့သူတွေထဲမှာကိုရင်လေးပါနေတာကိုတွေ့လိုက်ရတော့ငငယ်လေးနဲ့ဘလောက်များစိတ်ဖြစ်စီမှုတွေရခဲ့လဲဆိုတော့ခရီးနာတက်မိတယ်။နောက်လေအကျွေးတွေကိုမဆက်နိုင်တော့လို့ကလေးတွေကိုလည်းတက်ကိုယ့်ကိုယ်လည်းတက်တည်တဲ့မိခင်ကလည်းဖျက်သူတိုင်းကိုယဉ်နစ်စီတာပဲသူတို့လောကဒဏ်ကိုအရှုံးပေးလိုက်ကြတာငွေတစ်ခုတည်းကြောက်လားဒါမှမဟုတ်အောင်မြင်လို့လားဂုံရှင်ဝါရလို့မှုလားအတိမတ်ပြုခံရမှုတွေကြောက်လားစတာတွေကြောက်ရောဖြစ်နိုင်လားအမထင်တာကတော့ဝေဒနာကိုမလွန်မြောက်နိုင်တော့လို့ချုပ်ငြိမ်ခြင်းကိုရွေးချယ်ကြတာလို့ထင်တယ်တင်းရင်ဒီဘွားတော့ပြီးပြီဆိုရရေဘူးရအသွေးနဲ့ပဲအကျွေးတွေကိုအတိုးပါပေါင်းပြီးတန်ရာကြီးကိုဆွဲဆွန့်ကြတာပေါ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့နောက်ဆုံးစစ်တမ်းအရကမ္ဘာပေါ်မှာလူရင်းတန်း300လောက်ဟာစိတ်ကြဝေဒနာကိုခံစားရနေတဲ့ဒီအရေးသက်ထဲမှာမြန်မာနိုင်ငံကဘယ်လောက်တော့ပါဝင်နေလိုက်မလဲစိတ်ကြနေတာကိုအလွယ်တကူသိနိုင်တဲ့ပြုမှုတွေကတော့ပြောစရာတွေကိုမပြောတော့တာအဲ့အစားနေလာတာပိန်လာတာလှုပ်ရှားမှုတွေနေလာပြီးအာရုံခုန်ခံတာတွေပေါ့အာရုံစိုက်မှုတွေနေလာမယ်စဉ်းစားဆုံးဖြတ်နိုင်စားတွေနေလာမယ်တချို့ကတော့အယမ်းစားတယ်အယမ်းအိတ်တယ်ကဏ္ဍမငြိမ်ဘူးစိတ်တူလေတယ်စတာတွေအဲ့ဒါတွေကို15ရက်စတိုက်ခံစားနေရလို့စီစိတ်ကြဝေဒနာဖြစ်လာတယ်လို့ရေဘူးရသတ်မှတ်လို့ရတယ်စိတ်ကြဝေဒနာပြင်းထန်လာရင်တော့မကောင်းမြင်စိတ်တွေများလာပြီးတော့ကိုယ့်ကိုအပြစ်ရှိသူလို့သတ်မှတ်လာလိမ့်မယ်အတုံးမကြတဲ့သူမျောလင်းချက်မရှိတဲ့သူကုရကရမဲ့တဲ့သူလို့ကိုယ့်ကိုထင်လာပြီးနားထဲမှာကိုယ့်ကိုတခုပြောနေတယ်လို့ထင်တယ်တဏှာစိတ်တွေများပြီးရန်လိုတာတွေကြောက်တာတွေဖြစ်လာတဲ့အခါထပ်ပေါက်ရှာပြီးကိုယ့်ကိုတတ်တည်တဲ့အထိဖြစ်တတ်ကြတယ်ကြောက်စရာကောင်းလိုက်တယ်ညီမလေးတပင်တပင်မှာအမြစ်ကရေကောင်းကောင်းတောက်နိုင်မှရှင်သန်တယ်လို့လူတယောက်မှလည်းစိတ်ကကောက်ကောက်မှုရှင်သန်ခွင့်ရမှာတိုးတက်အောင်မြင်မှုရတာလေလူကျမ်းမာရေးဟာလည်းစိတ်ုံမှုတည်တာမို့စိတ်ထိကြိုက်တာပဲကိစ္စမရှိဘူးလို့ပေါ့နေလို့မရအောင်တန်း300လဲကိုပါဝင်နေပြီးဘဝအရှုံးပေးတော့မယ်အထင်မှာကိုလည်းပါသွားနိုင်တယ်လေတကယ်တော့စိတ်ကြဝေဒနာဆိုတာဆရာဝန်တွေနဲ့ကုသနိုင်တယ်လို့မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့အပြုတပေါ်ဆောင်နဲ့လက်သွဲနှွေးထွေးမှုနဲ့လည်းကုသပြီးပျောက်ကင်းနိုင်တဲ့ဝေဒနာပေါ့ဒါကြောင့်ညီမလေးဖြစ်ချင်တာမဖြစ်လို့စိတ်တက်နေကြတဲ့အခါစတဲ့သူဆွန့်သွားလို့ဝမ်းနေပြီးထပ်ပေါက်ရှာတဲ့အခါပြဿနာတွေတပုံကြီးနဲ့ရှေ့မဆက်ချင်တော့လို့ဘဝကိုစွန့်ခွာမယ်လို့တခါတရံနဲ့တွေးမိကိုယုံကြည်ရတဲ့သူကိုရှားပြီးကိုပြဿနာတွေကိုစဆုံရင်ဖွင့်လိုက်အမကလည်းညီမလေးရဲ့အရင်ဒီဆုံးတူတူဖို့ပဲလို့စိတ်အေးလက်အေးနားထောင်မယ်ငုံမယ်ဆိုရင်တော့ပခုံးတွေအသင့်ပြင်ထားပြီးမှာပေါ့ပြဿနာတွေကကိုယ်စီလာနေတာပဲလို့မတွေးနဲ့ညီမလေးတခုချင်းစီကိုအဖြေရှာရေးဖြည်းဖြည်းချင်းစူးစမ်းပြီးရှင်းလင်းကြမယ်မရှင်းမဲ့ထားရင်ပိုရှုပ်တတ်တယ်ရှောင်မပြေးပဲဖြည်းချင်းစူးစမ်းကြမယ်နော်အရေးကြီးဆုံးတစ်ခုကတော့ပြဿနာတွေနဲ့နေရတာညီမလေးတယောက်တည်းမဟုတ်အားလုံးမှာလည်းပြဿနာတွေရှိကြတယ်အဆင်မပြေတိုင်းစိတ်တက်ကြတိုင်းညီမလေးတယောက်တည်းမဟုတ်လူတိုင်းဖြစ်တဲ့ညီမလေးကြုံနေရတဲ့ပြဿနာတွေတူညီတဲ့ပြဿနာတွေလူတိုင်းမှာရှိတတ်ကြတယ်ပြီးတော့ညီမလေးကိုယုံကြည်တဲ့သူတွေကလည်းအများကြီးကြံနေတယ်ဒါကြောင့်ညီမလေးဟာတယောက်တည်းလုံးဝမဟုတ်ဘူးညီမလေးဖေးမှာညီမလေးကိုယုံကြည်ရတဲ့အမတယောက်အမြဲရှိနေတယ်ဆိုတာမမေ့လိုက်ပါနဲ့ညီမလေးရင်ဖွင့်ချင်လို့ရှိရင်အမစီလာပြောလို့ရတယ်နော်ဒါကြောင့်ညီမလေးအမြဲတမ်းတစ်ခုကြုံရတာစိတ်မညစ်တယ်လို့အမကတော့စကားပါလိုက်ပါတယ်